အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဒါကတော့ကိုဇော်တူးပါခင်ဗျာဒါ Alchemec ရေတန်းဆက်ကိုအသုံးပြုတာ6လရှိပြီဖြစ်တဲ့ကိုဇော်တူးအိမ်ကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်စမ်းချောင်းပသိမ်လန်းအိမ်နံပါတ်28ခုနှစ်လွှာမှာရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့တော့ကိုဇော်တူးကတကယ်အသုံးပြုတယ်တကယ်လဲကြိုက်နေတတ်တယ်6လလည်းရှိသွားပြီဆိုတော့ဘာတွေများထူးခြားလဲဆိုတာကိုကျွန်တော်ကအားလုံးသိအောင်လာပြီးတော့မေးရင်းနဲ့မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့အခုမင်္ဂလာပါကိုဇော်တူဟုတ်ကဲ့ပါကျွန်တော်အခုအိမ်အထိဒါအခုရဲ့ဒီမိဖို့ကြောင့်ခန်းတဲ့အထိကျွန်တော်ကိုဖိတ်ခေါ်ပေးတဲ့အတွက်ကိုကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးလာရောက်ပြီးတဲ့အတွက်ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကိုအခုဒီ Alchemec ရေတန်းဆက်ကိုဘယ်သူကတိုက်တွန်းလို့တက်ဖြစ်သွားတာလဲမိတ်ဆွေတယောက်ကနေပြီးတော့ကျွန်တော်ပြောပြလို့ပေါ့နော်ဒီရေတန်းဆက်တက်ပါလားဆိုပြီးပြောတဲ့အခါမှာကျွန်တော်လည်းရေတန်းဆက်ရေတန်းချင်းတူတူပဲဆိုပြီးတော့မှကျွန်တော်တက်လိုက်ပြီးတဲ့အခါကျတော့တက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တစ်ခွက်တောက်လိုက်တဲ့အခါမှာထူးထူးရောခြားပေါ့နော်လန်းလန်းဆန်းဆန်းနေအကျိုးလေးခံစားရတယ်အကူကလမ်းဆန်းသွားတယ်လို့ပြောတော့ကျွန်တော်လည်းစိတ်ဝင်စားသွားပြီအဲ့တော့ကျွန်တော်တို့တစ်ခါလေးစမ်းသပ်ကြည့်မယ်ဆိုတော့ဒီမှာဖန်ခွက်နှစ်ခွက်ရှိမယ်တစ်ခွက်ကိုကျွန်တော်တို့ Alchemec ရေကိုဖြည့်လိုက်မယ်နောက်တစ်ခွက်ကိုကျွန်တော်တို့ pH 7ဖြည့်ပြီးတော့စမ်းသပ်မယ်ဟုတ်ကဲ့โอเคနော်ကောင်းတယ်ဟိုဘက်က Alchemec ရေဒါကရိုးရိုးရေကဲအခုစမ်းကြည့်ပါဦးအခုရိုးရိုးရေကိုအရင်ယူပါခင်ဗျာရိုးရတာပါရိုးရေရတာဟုတ်ကဲ့ကိုโอเคကိုအဲ့ဆိုရင်ကျွန်တော် Alchemec ကိုစမ်းကြည့်ပါအောင်ကိုရတာရမ်းရှိရတောက်လိုက်တော့ထူချဒီရေတောက်ပြီးလို့ရှိရင်တခြားရေလုံးဝမတောက်ချင်တော့ဒီရေမှဒီရေဖြစ်ပါလမ်းလမ်းဆန်းဆန်းနဲ့အဲ့တော့အခုဆိုရင်အခုတောက်တာ6လတော့ရှိသွားပြီအဲ့တော့အခု6လကြာအောင်တောက်လာတဲ့အချိန်မှာဟိုဘာတွေထူးထူးခြားခြားဖြစ်လဲကျွန်တော်ပြောပြပေးပါထူးခြားတာအများကြီးပဲဒါပြီးတော့သူကဒီရေတောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်အားကောင်းမ6တော့ဘူးဒါပြီးလို့ရှိရင်အားပြေလာတယ်အဆူတက်ပြီးပြေလာတယ်ဒါပြီးရှင်ခန္ဓာကိုယ်ပိုင်းမှာဆိုရင်အရင်ကဆိုရင်ကျွန်တော်အသားရည်ဆိုရင်ဒီရှိတော့6အသားရည်လည်းဆိုပြီးလာတယ်ဒါပြီးလို့ရှင်ကျွန်တော်အရင်ကဆိုလို့ရှိရင်အလုပ်လုပ်ရထိုင်လို့ရှင်တနာရီလောက်ထိုင်လို့ရှင်ကျိုးရအောင်လာဟုတ်အခုဆိုလို့ရှင်တနေ့ကုန်ထိုင်လဲဘာမှဖြစ်တော့တနေ့ကုန်လည်းကျိုးလည်းမအောင်တော့အဲ့ဒါမျိုးကွာခံစားကွာခြားချက်လေးရှိတယ်ဗျဒါကျိုးစီးလေးခံစားရအဖွားဆိုလို့ရှင်သူစီးသွားလို့ရှိရင်အနေနဲ့ရမ်းပါတာဟုတ်လားအခုဆိုလို့ရှိရင်လည်းအဖွားကိုလည်းဒီတိုက်ပြီးတဲ့နောက်ပိုင်းဆိုလို့ရှိရင်အနေမပါလာတော့အဲ့လိုကိုထူးခြားတာနော်ကိုနော်အဖွားကြအသက်ဘယ်လောက်ရှိလဲသူကအသက်80ထဲမှာရှိတယ်အဖွားကိုလည်းတိုက်တယ်အဖွားကိုလည်းတိုက်တယ်ကောင်းလိုက်တာအဲ့တော့အခုဒီ Alchemec ရေတန်းဆက်ကိုတက်ဆင်ရတာပြီးတော့အသုံးပြုရတာပြီးတော့နေရာမှာထားရတာတွေအဆင်ပြေရလားပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်သိချင်ပါတယ်ဒီAlchemecဆက်လေးကတော့အရန်တဘောကြသူကဒီတက်ဆင်ရတာလည်းလွယ်ကူတယ်ခဏလေးနဲ့တက်ဆင်လို့ပြီးတော့ဒါပြီးလို့ရှိရင်သူကလျှက်စစ်မီးမလို့ဆိုတော့အခါကျတော့ဒီတာခလည်းတိတမကုန်တော့လျှက်စစ်မီးမလို့ပေါ့နော်သူ့ရဲ့နေရာလေးရတယ်အခြေကြီးမီးတီလေးဆိုတော့ကျွန်တော်အတွက်အရန်အစီအစဉ်ရတယ်ဒါလေးဟုတ်ကဲ့ပါအခုကျေးဇူးပါအဲ့တော့ကျွန်တော်တို့ရဲ့ interview ကိုကြည့်နေတဲ့သူတွေကိုအခုဗာလေးများထပ်ပြီးတော့မျှဝေပေးခြင်းလဲဒီရေတန်းတုံးလို့ရှိရင်တော့ရေလီတာ9000ပြည့်လို့ရှိရင်တော့ဖစ်တာလေးပေးရပါတယ်ဒီဖစ်တာလေးပေးရတဲ့ပမာဏနဲ့ရေတန်းဝယ်တော့ရတဲ့ပမာဏကိုနှိုင်းယှဉ်လိုက်လို့ရှိရင်တော့အများကြီးတက်တာပါလေဗျာတန်တယ်နော်မိသားစုအားလုံးရဲ့ကျန်းမာခြင်းကို Alchemec နဲ့စတင်ပါ